အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့လေစုဝတ်သားဟောပေါ့နော်အလှအိမ်တွေမှာချက်တဲ့ပုံစံအတိုင်းဝတ်သားဦးကြီးချက်ကိုအိုးကလေးနဲ့ချက်မှာပေါ့နော်အရင်ဦးဆုံးပေါ့နော်စုအတုံးခက်ကြီးကြီးလေးတုံထားတဲ့ဝတ်သားထဲကိုကျက်သွန်မြူထောင်းထားတာလေးကိုထည့်ပါမယ်ဂျင်းထောင်းထားတာကိုလည်းရေညှစ်ပြီးထည့်ပါမယ်ဆိုရဂျင်းကတော့အရေသိမ့်မထွက်ဘူးပေါ့နော်အရသာအတွက်ကိုတော့စားထည့်ပါမယ်ကျက်သားမုတ်အနေငယ်ထည့်မယ်။စွနွေးမုတ်အနေငယ်ထည့်မယ်။ပဲငန့်ပြာရည်အပြည့်အနေငယ်လေးထည့်ပါမယ်။အနေအများကတော့လေကိုချက်မဲ့ဝတ်သားအနေများပုံမူတည်ပြီးချိန်ပြီးထည့်ပေါ့နော်။စီကိုတော့ဆိုရင်ခက်စွန်းနဲ့3စွန်းစာထည့်လိုက်ပါတယ်။မြုပ်တိအစိမ်းမုတ်အယောင်တင်မှုတ်ကိုလည်းလက်ဖက်ရည်စွန်းနဲ့ပေါ့နော်။သစွန်းနဲ့တဝက်ထည့်လိုက်ပါတယ်။ပြီးရင်တော့အားလုံးကိုရတာတွေဝင်သွားအောင်တတိချချလေးနေပေးလိုက်ပါတယ်ရှင်။အရာဝင်သွားအောင်တတိချချလေးနေပြီးရင်တော့ချက်ပါတော့မယ်အရင်ဦးဆုံးပေါ့နော်စူရီမထည့်သေးပဲနဲ့2မိနစ်လောက်အဖုံးအုပ်ပြီးတည်ထားပါမယ်2မိနစ်လောက်တည်ပြီးရင်တော့စူအဖုံးဖွင့်ပြီးဝက်သားတွေကိုဟိုဘက်ဒီဘက်လှန်ပေးလိုက်ပါတယ်ဝက်သားတုံးတွေကအခုလိုမျိုးပေါ့နော်သူ့အတုံးနဲ့သူကြစ်ကြစ်လေးဖြစ်လာတဲ့အခါမှာတော့ရေကိုဝက်သားမြုပ်ရထိထည့်ပြီးဝက်သားတွေနူးတဲ့အထိအဖုံးအုပ်ပြီးတည်ပါမယ်ဝတ်သားတွေရေစစ်ပြီးမနူးခင်ပေါ့နော်စူဝတ်သားဘက်တွေကန့်နေမှာဆိုလို့မကြာခဏပေါ့နော်အဖုံးဖွင့်ပြီးဟိုဘက်ဒီဘက်မှွေပေးပါတယ်ခုဆိုရင်တော့ချက်လာလိုက်တာဟင်းရီကစိတ်ကနီးနေပြီပေါ့နော်အဲ့တော့စူဝတ်သားတုံးတွေနူးမနူးကိုခရင်လေးနဲ့ထိုးကြည့်လိုက်ပါတယ်ခရင်နဲ့ထိုးကြည့်လိုက်တဲ့အခါမှာတော့ဝတ်သားတုံးတွေကနူးနေပြီပေါ့နော်အဲ့တော့စူဟင်းရဲ့အရာကိုမြည်ကြည့်ပါမယ်ဟင်းရဲ့ရတာအပေါ်အငင်ကိုတော့မိမိစိတ်ကြိုက်လို့တို့ပြင်ဆင်ပေါ့နော်အရသာလည်းအနေတော်ဖြစ်ပြီဆိုရင်တော့စုရဲ့ဝတ်သားဦးကြီးချက်ကတော့အနက်မှုမှုလေးနဲ့ရတာကောင်းကောင်းလေးချက်ပါပြီရှင်ချက်ရတာလည်းလွယ်ကူပြီးစားလို့လည်းအရန်ကောင်းပါတယ်ဟင်းကြိုနဲ့သွေးစားရင်တော့ပို့ပြီးလိုက်ဖက်တာပေါ့နော်ဝတ်သားဟင်းကြိုက်တဲ့လူတွေလိုက်ချက်စားကြည့်ကြနော်ဆွေးဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။တတားပါ။